美味しそうだね。当たり前だろ。俺が育てたんだからな。どうして野菜を育ててるの？そりゃお前、これがありゃ突然飯が食えねえ状況になってもしばらくは生きていけんだろうが。でもヴァンパイアって食べなくても大丈夫なんじゃ。まあな、上で死ぬことはねえ。でも俺は食うのが好きなんだよ。育てんのも嫌いじゃねえし、まあ元人間だしな。အားလုံးပင်ပန်းပြီးအိတ်နေကြတဲ့အတွက်တိတ်ဆိတ်နေတာပဲနော်လို့ထာဂီတာကပြောလိုက်တဲ့အခါနှစ်ပွဲဆက်တိုက်ဆိုတော့ပင်ပန်းနေလောက်ပြီပေါ့မနှက်ဖြန်တာဆက်နိုင်ရင်ပြိုင်ဘက်တွေကလည်းတန်မာလာတော့မှဆိုတော့သူတို့ကိုအချိန်တိုင်းစိတ်တက်မြင့်ပေးနေရမယ်ဆိုပြီးဦးခိုင်ကပြောလိုက်ပါတယ်။ကျောင်းပြန်ရောက်တာနဲ့ထာဂီတာရေမင်းတို့တွေ TV ထဲမှာပါလာတယ်လို့ဆရာတယောက်ကလမ်းပြောတဲ့အတွက်အားလုံးကဝိုင်းကြည့်ကြတဲ့အခါဦးကြီးရှိမာတို့ရဲ့ရှီရာတိုရီဇာဝါအသင်းကပြိုင်ဘက်အသင်းကို25မှတ်6မှတ်နဲ့အပြတ်အသတ်နိုင်ခဲ့တဲ့တဲ့နဲ့ခါရာဆူနိုကိုပျက်စီးသွားစေချင်တယ်ဆိုတဲ့ဝိုင်ခါပါရဲ့အင်တာဗျူးကြောင့်တစ်ဖွဲ့လုံးတော်တော်တင်းသွားတဲ့ပုံပါပဲဒါတဲ့ကိုနဲ့ပွဲမှာငါတို့ရဲ့အမြန်ကွက်ကိုပထမအဆုံးအနေနဲ့တုံးခဲ့တာကြောင့်သူတို့ကိုစိတ်ရှုံအောင်လုပ်နိုင်ခဲ့ဒါပေမဲ့